YouTube ရဲ့လှုပ်ဝက်ချက်ကိုတီးဖို့တင်ယူသွားဘူးသလားတန်ပေါင်းများစွာသောငွေတွေကိုပိုင်ကျိုးနေမရှိခင်ကသူကဂျီမီဆိုတဲ့ကောင်လေးပါလူမှုစိတ်ပညာတစ်ခုတည်းကိုပဲ9နှစ်ကြာအခန်းပြေမထွက်ပဲလစ်လာခဲ့တဲ့လူငယ်လေးပေါ့သူကငွေကိုမမှတ်မောခဲ့ဘူး algorithm ကိန်းကနန်းတွေကိုပဲစိုက်ဝင်စားခဲ့တာအလှည့်ပြောင်းကတော့တုံညာကနေတသိန်းအထိရည်တွက်ပြတဲ့ဗီဒီယိုကနေစတင်ခဲ့ပါတယ်နိုင်ပေါင်း40ကြာပြီးစိတ်အာရုံနောက်ခဲ့ရပြီမဲ့ကဘာကသူ့ကိုတတိထားမိပါတယ်ဒါပေမဲ့ဂျီမီကအင်ကြီးအိမ်ကောင်းတွေမဝယ်ခဲ့ဘူးထူးဆန်းတာတစ်ခုလုပ်ခဲ့တယ်သူပထမဆုံးရတဲ့ကြော်ညာကဒေါ်လာ1000လုံးကိုလမ်းဘေးကဦးမဲအိမ်မဲတယောက်ကိုတိုက်ရိုက်ပေးပြလိုက်တယ်တငယ်ချင်းတွေကယူနေတဲ့ထင်ပြီးမိခင်ဖြစ်သူကလည်းထိတ်လန့်ခဲ့ရပါတယ်ဒါပေမဲ့ဂျင်မီကအင်တာနက်ရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကိုသိသွားခဲ့ပြီဖြိုပြီးမှုနဲ့အလုံးအမင်းရေယုံမှုပေါင်းစပ်ရင်ဘယ်သူမှတားမရတဲ့ empire ဖြစ်လာတယ်ဆိုတာပါပဲလက်တွေဘဝ squid game တွေကိုဖန်တီးခဲ့တယ်လူပေါင်း1000ရဲ့မျက်စိကွဲမှုကိုကူတာပေးခဲ့တယ်တစ်ပင်တန်ပေါင်းများစွာစိုက်ပြူပြီးမြို့လုံးကျွတ်အစားအစာတွေလူခဲ့တယ်အခုအချိန်မှာတော့သူကကဘာကြည့်ရှုသူအများဆုံးလူသားတစ်ယောက်ပါစတဒီယိုထဲမှာပဲယူရှင်းရှင်းနေထိုင်တဲ့ဘီလီယံနာတူပေါ့ဘာလို့လဲဆိုတော့သူ့အတွက်ငွေကအဓိကမဟုတ်လို့ပါပဲစူချင်းတယောက်ရဲ့မျက်နှာတစ်ခါကအပြုံးလာတာသူ့စုလာပါမြောက်ကာရိုလိုင်းနာကစီးရဲတဲ့ကောင်လေးကနေအင်တာနက်ရဲ့ဘယင်ဖြစ်လာခဲ့ပြီဒါဟာစိတ်အားထက်တမှုကနေပေါက်ခွာလာတဲ့ empire ပါနောက်ထပ်ဗီဒီယိုတွေအတွက် subscribe လုပ်ထားပေးပါ